ကဘာကြီးကအမောင်ကျသွားခဲ့ပါတယ်။ကောင်းကင်ယံကနေကျူးကျော်လာတဲ့မိစ္ဆာဆိုးကြီးတွေကလူသားတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့ကြတယ်။လူသားတွေဘာမှပြန်မခုခံနိုင်ပဲတေချင်းတရားကိုပဲထိုင်ဆောင်ခဲ့ကြရတယ်။အဲ့ဒီချိန်မှာပဲနတ်ဘုရားရဲ့အစွမ်းကိုရရှိထားတဲ့ယာဒီကွင်သူရဲကောင်း12ယောက်ပေါ်ထွက်လာပြီးကဘာကြီးကိုကယ်တင်ဖို့ကြိုးစားခဲ့ကြတယ်။ဒါပေမဲ့သူတို့အားလုံးထဲပိုပြီးကြောက်စရာကောင်းတဲ့အစွမ်းရှိသူနတ်ဘုရားရဲ့ရွေးချယ်မှုကိုမခံရပဲမိမိဘာသာအစွမ်းတွေကိုထူးစစ်ခဲ့တဲ့73ယောက်မြောက်သူရဲကောင်းလီဂီယွန်ဆိုတာရှိခဲ့ပါတယ်။သူကလူသားတွေရဲ့နောက်ဆုံးမျှော်လင့်ချက်ပါပဲ။နောက်ဆုံးရန်သူကြီးဖြစ်တဲ့ Red Eye ကိုနိုင်ယူဖို့တဲ့သူရဲကောင်းတွေဟာရန်သူကောင်းဆောင်ရဲ့ရဲတိုက်တာဝါကြီးတွေကိုဝင်ရောက်ခဲ့ကြပါတယ်။ဒါပေမဲ့ Red Eye ရဲ့အစွမ်းကအရန်အင်အားကြီးမှလို့နာကြောင့်ကျန်တဲ့သူရဲကောင်းဆိုတဲ့12ယောက်လုံးကြောက်လန့်တုန်လှုပ်ပြီးကြောင်ကြည့်နေခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာလီဂန်ကပဲရှေ့ဆုံးကနေရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့ပါတယ်။သူဟာတယောက်တည်းရန်သူကိုတိုက်ခိုက်နေခဲ့ရပါတယ်။တကူလုံးတန်ရာနေရပြီးသွေးတီထွက်နေပြီးမဲ့လည်းရန်သူကိုအနိုင်ရအောင်တိုက်ခိုက်ဖို့ပဲအာရုံစိုက်နေခဲ့ပါတယ်။ဒါပေမဲ့သူမသိလိုက်တာကရန်သူထက်ပိုကြောက်ဖို့ကောင်းတာဟာသူ့ရဲ့အဖော်ဒီဆိုတာပါပဲ။လီဂန်ဟာ Red Eye ကိုအဆုံးသတ်ဖို့လိုက်တဲ့အချိန်မှာပဲစူးရှဲတဲ့အထာတစ်ခုနဲ့အတူလီဂန်ရဲ့လက်တစ်ဖက်ဟာပြတ်တောက်ပြီးလွင့်စင်သွားခဲ့ပါတယ်။မထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။သူ့ရဲ့အနီးနားမှာရှိနေတဲ့သူငယ်ချင်းလူယုံကြည်ထားတဲ့သူရဲခေါင်းတစ်ယောက်ကလီဂန်ကိုကူညီမဲ့အစားနောက်ကျောကနေဌာနထိုးပြီးတွန်းထုတ်လိုက်ပါတယ်။မမျော်လင့်ပဲတိုက်ခိုက်ခံလိုက်ရတဲ့အတွက်လီဂန်ဟာဟန်ချက်ပြက်ပြီး Red Eye ရဲ့အားဖြင့်နဲ့တိုက်ခိုက်မှုတွေကိုတက်တိုးပြီးလဲကျသွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲသွေးတွေကလီဂန်ဟာနာကျင်မှုထက်သူ့အဖော်ရဲ့တစ္ဆာဖောက်တဲ့သူတွေကိုကြည့်ပြီးရင်နာနာနဲ့ခံစားခဲ့ရပါတယ်။တစ္ဆာဖောက်တွေကတော့ပြိုကျနေတဲ့တာဝါထဲမှာလက်ပြက်နေတဲ့လီဂန်ကိုတယောက်တည်းပစ်ထားခဲ့ပြီးထွက်ပြေးသွားကြပါတော့တယ်။ရဲတိုက်တာဝါပြင်မှာတော့အားလုံးကစောင့်မျှော်စောင့်ကြည့်နေကြပါတယ်။အားလုံးကလီဂန်သေးပြီလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့သူမသိခဲ့ပါဘူး။လက်တစ်ဖက်ပြတ်နေတဲ့အချိန်นี้သွေးတွေအမြောက်အများထွက်နေတဲ့အချိန်นี้မှာတော့သူဟာရန်သူ Red Eye ကိုအသေးသက်နိုင်ခဲ့ပါတယ်။ဒါဒီမကသေးပါဘူး။ပြတ်သွားတဲ့သူ့ရဲ့လက်တစ်ဖက်နေရာမှာမိက္ဆာဆိုးရီရဲ့အသားတွေကိုစားတော့ပြီးဆဲဒီကိုဖြန့်လဲတီးဆောက်ရင်းနဲ့အစွမ်းထက်တဲ့လက်တစ်ဖက်ကိုပြန်လဲရရှိခဲ့ပါတယ်။သူဟာနှစ်ပေါင်း20လုံးဒီလက်နဲ့ပဲရန်သူတွေကိုတတ်ဖြတ်ပြီးကလဲစားချီဖို့အားမွေးနေခဲ့တာပါလီဂန်ပြောက်ကွယ်သွားတဲ့နှစ်ပေါင်း20အတွင်းမှာအပြင်လောကကတစ္ဆာဖောက်12ယောက်ဟာသမိုင်းကိုသူတို့စိတ်ကြိုက်ပြောင်းရေးခဲ့ကြပါတယ်။သူတို့ဟာလီဂန်ကိုရဲရင်စွာတိုက်ပွဲဝင်ရင်အသေးခံသွားတဲ့သူရဲကောင်းအဖြစ်ပုံဖော်ပြီးတကယ်တမ်းမော်စတာကြီးကိုအနိုင်တိုက်ခဲ့တာကတော့သူတို့12ယောက်ထက်သေးအောင်ကဘာကြီးကိုလိန်ညာခဲ့ကြတာပါ။ခေါင်းဆောင်ကမင်ခွန်းမှာအခုလိုဆိုလိုက်ပါတယ်။သူရဲကောင်း73ကမိစ္ဆာနဲ့တိုက်ပွဲအတွင်းမှာကျွန်တော်တို့12ယောက်အသက်သူ့ကိုယ်သူစသေးသွားခဲ့ပါတယ်။ပြည်သူများကမယုံမကြည်ဖြစ်နေကြတယ်။လီဂန်တေသွားတာလားငါတို့ဘာဆက်လုပ်မလဲ။ယာဒီခွင်သူရဲကောင်းတွေထဲကအစွမ်းထက်ဆုံးသူတေသွားတယ်ဆိုတော့ငါတို့ပြေးရတော့မလားဆိုပြီးတယောက်တစ်ခွနဲ့စိုးရင်လာကြပါတယ်။ခေါင်းဆောင်ကအဲ့တွေမစိုးရင်ကြပါနဲ့ဗျာ။ကျွန်တော်တို့12ယောက်ကကြံတဲ့နေမီတွေကိုဆက်လိုက်တိုက်ခိုက်ပြီးပြန်သိမ်းယူမှာပါ။ကျွန်တော်တို့လီဂန်တေဆုံးတာအလားကားမဖြစ်စေရပါဘူး။ကြံခဲ့တဲ့မိစ္ဆာတွေကိုဆက်လိုက်ချေမုန်းသွားမှာပါ။ကြံတဲ့12ယောက်ကလီဂန်ရဲ့အမွေကိုဆက်လက်ဆက်ခံပါမယ်။အားလုံးယုံကြည်ပေးကြပါစို့လင်ညာပြောဆိုလိုက်ပါတယ်။ထင်မှတ်ထားတာကအဲ့ဒီမျိုးစင်ကြီးကနေအလင်းတန်းကြီးတစ်ခုထွက်လာပြီးပွင့်သွားတာပါပဲ။အထဲကနေထွက်လာတာကတော့ဦးမင်းမစွမ်းဖြစ်နေတဲ့လူအိုကြီးမဟုတ်ပဲအရင်ထက်ပိုပြီးငယ်ရွယ်ပိုပြီးကြည်ကောင်းလာတဲ့လီဂန်ဖြစ်နေပါတယ်။သူကမျိုးစင်ထဲမှာနှစ်ပေါင်း20လုံးနှဆိုးမိစ္ဆာတွေကိုတပ်ဖြတ်စားတောက်ရင်းနဲ့သူ့ရဲ့ခန္ဓာကိုယ်ကအစ်စ်မြင့်တင်ခန့်လိုက်ရတာပါ။လီဂန်ကအပြင်ကိုခြေချလိုက်တာနဲ့သူ့ရဲ့အစွမ်းတွေကအရင်ထက်အစားပေါင်းများစွာတာလွန်နေတာကိုတွေ့ရပါတယ်။လီဂန်ရဲ့ပထမဆုံးစကားကတော့ကဲငါ့ကိုသစ္စာဖောက်ခဲ့တဲ့ကောင်တွေမင်းတို့ဘာကောင်တွေလဲတော့ငါမသိဘူးမင်းတို့အလဲရောက်ပြီးမင်းတို့ကိုရှာပြီးတပ်ချင်မယ်တို့ဂျုံဝါလိုက်ပါတယ်လီဂန်ဟာတားရဲမိစ္ဆာတွေကိုတတ်ဖြတ်ပြီးရဲတိုက်တာဝါအပြင်ပဲထက်လာတာကိုလူငယ်2ယောက်ကတွေးသွားခဲ့ပါတယ်ယုံတောင်မယုံနိုင်ဘူးကွာအစစ်မြဲနဲ့ဖျားသားတွေတောင်ဒီတားရဲမိစ္ဆာကောင်တွေကိုအလွယ်တကူပိုးမားတွေတက်ဖြတ်တယ်လို့မတက်နိုင်ဘူးဒီကောင်ကဘာဤလဲဟိုအချင်းချင်းအအားသိမ့်ပြီးမိဟုံးတွေထုံနေကြပါတယ်အဲ့ချိန်မှာပဲလီဂန်ကသူ့လိုကိုမြင်သွားပြီးစတင်တိုက်မလို့လွတ်လိုက်ပါတယ်နေပါဦးငါတို့ကိုတိုက်ခိုက်မလို့လားဟိုလူငယ်ပြောလိုက်ပါတယ်လီဂန်ကကြောင်သွားပြီးဟမ်မင်းတို့ကလူသားတွေလားဒါဆိုအကုန်ရှင်းသွားပြီပေါ့ထို့ချိန်နောက်ကနေရုတ်တရက်နတ်မိတ်ဆာအေယာမှမြေခွေးပြီးရင်တကောင်ထက်လာခဲ့ပါတယ်ဟာအဲ့ဒါမြေခွေးပြီးရင်ကြည့်မလားဟော့ကိုအမြန်ပြေးတော့
ပြောလိုက်ပါတယ်လီဂန်ကတော့တီတီငိမ့်ငိမ့်နဲ့လျှက်တစ်ပြက်မျက်စိသမီးအတွင်းမှာလဲကျသွားအောင်မြေခွေးပြီးရင်ကိုတိုက်ခိုက်လိုက်ပါတယ်လူငယ်နှစ်ယောက်ကငါတို့အသက်ရှင်နေသေးလားဒီအကိုငါတို့ကိုကယ်လိုက်တာလားကျေးဇူးရှင်ကြီးပဲစောက်ယူရီမင်းတို့နှစ်ကောင်သွားကြဟူလီဂန်ကပြောလိုက်ပါတယ်ဟမ်ဘဲကိုငါတို့ကသွားရမှာလဲကျေးဇူးရှင်ဆိုငါတဲ့ဝစ်စရာယူလာခဲ့လေပြီးရင်စားစရာလိုက်ကျွေးဟူဆိုလိုက်ပါတယ်ခဏကြာမှတော့စားတောက်ဆိုင်ထဲတွင်အတန်တစ်ခုထပေါ်လာခဲ့ပါတယ်ဘာမင်းတယောက်တည်းပွဲရရနဲ့ဆက်တောင်စားလိုက်တာလားပြောတော့ကျေးဇူးရှင်ဆိုဒါလေးစားလာတော့ညှို့ညင်တာလားပြောဒါနဲ့အကိုကရဲလိုက်တာဝါထဲကထွက်လာတာလားရဲလိုက်ထဲမှာဘာလုံးနေတာလဲဟုမေးလိုက်ပါတယ်ဟုတ်တယ်လေဒါကအရေးမကြီးပါဘူးဟုလီဂန်ကပေါ့ပြက်ပြက်သားဖြေလိုက်တယ်လီဂန်ကဆိုင်ကဝေထားမလေးကိုမန်ပင်နာရှိလဲဟုမေးလိုက်ရာမှန်ရှိရတော့လိုက်ပို့လိုက်တယ်ဂီဂန်ဟာအင်ဂျီကိုချွတ်လိုက်ပြီးမှန်သေးတွင်ကြီးပြီးငါတကူလုံးတကယ်ပြန်ကောက်သွားတာပဲအမှန်မထင်လီဂန်ဟာသူ့ရဲ့ဘေဘလက်ဝါးကိုတတိထားမိလိုက်သည်လက်ဝါးတွင်မွေးပုံစံအမှတ်အသားတစ်ခုကိုတွေ့လိုက်ပြီးလီဂန်မစ်စီထဲတွင်မွေးကြီးတစ်ကောင်မြင်နေရပြီးမိမရှိပြီးသားအစွမ်းတွေထက်ပိုအစွမ်းထက်ကန်တာကိုတစ်ခုကိုပြောင်းလဲပေးခဲ့ပြီးတွေ့ကြုံခဲ့ရတာတွေကိုသင်ခန်းစားယူပြီးခုပဲမင်းတို့လက်ကျန်သစ္စာဖောက်ခဲ့တဲ့သူတွေကိုစတင်တုတ်တင်လိုက်ပါဆိုတဲ့အတန်းနဲ့ကြီးကိုလီဂန်ကြားလိုက်သည်ခဏကြာလီဂန်အော်ဒန်တစ်ခုကိုကြားလိုက်ရပြီးလူငယ်နှစ်ယောက်လီဂန်ရွှေရဘက်ကိုပြေးလိုက်လာခဲ့သည်အကိုအစင်ပြေရလားဘာဖြစ်တာလဲမင်းတို့မွေးကြီးတစ်ကောင်တွေ့မိလိုက်လားဟမ်ဘာမွေးမှမတွေ့မိပါဘူးဒါဆိုအခြားသူဒီမမြင်နိုင်တာလားဟိုလီဂန်တွေ့မိလိုက်သည်ငါမှအခြားဘာနဲ့ဖျားခံစားမှုအစွမ်းမှမခံစားမိဘူးငါပြန်ကောင်းလာတာဒီကောင်ရဲ့အစွမ်းကြောင့်ပေါ့ဘာပဲဖြစ်ဖြစ်ပြန်ကောင်းလာတာကျေးဇူးတရားမယ်ငါအခုလုပ်ရမယ့်အရာကငါ့ကိုသားနဲ့ထိုးပြီးထပ်ပြေးသွားတဲ့ခွေးကောင်းတွေကစတင်ပြီးတုတ်တင်ရမယ်လီဂန်တယောက်ရဲမောလိုက်ပြီးတွေးကြည့်တာနဲ့တင်စိတ်လှုပ်ရှားလာပြီကွာဆိုအော်လိုက်ပါတယ်ရဲတပ်ဖွဲ့ဟာပြိုကျသွားတဲ့ရဲတိုက်တာဝါကြီးကိုကြည့်ပြီးဒါဘသူလက်ချက်လဲတကယ်ပဲနှဆိုးရဲတိုက်ကြီးပြိုသွားတာလီဂန်ကိုယုံကြည်ကိုးကွယ်နေတဲ့သူတွေလက်ချက်လားလီဂန်ကိုမနာလိုသူတွေလက်ချက်လားမသိပါဘူးဒီလိုကောင်တွေကြီးတွေကိုအစင်းမင်းနဲ့ဖျားသားတွေတောင်တိုက်ခိုက်ဖို့အရန်လွယ်ကူမနေဘူးဘလို့လူမျိုးကဒီကောင်တွေကိုအကုန်တုတ်တင်ပြီးဒီရဲတိုက်ကြီးကိုပြိုကျအောင်လုပ်သွားတာလေဒါဆိုလီဂန်အသက်ရှင်နေသေးတာလားဟဲ့မပြောကြပါဘူးစောင့်တုံကြည့်လာမှာပေါ့ကွာဒီသတင်းနဲ့ပတ်သက်ပြီးဗီဒီယိုနဲ့မီဒီယာကြားတွေလီဂန်ဖန်အသက်ရှင်တာလားဆိုတဲ့မေးခွန်းတွေကဟိုလီတကြော်ဖြစ်နေခဲ့ပါတယ်ထိပ်သီးပိုင်းယာဒီခွင်းသူရဲကောင်းအမိခန်းထားတဲ့12ယောက်ကထိုသတင်းကြောင့်ဖိန်ကြီးနေခဲ့ပါပြီလီဂန်အသက်ရှင်နေသေးတယ်လို့ထင်သေးလားဟုမီဒီယာအဖွဲ့ကယာဒီခွင်း12ယောက်ရဲ့ခေါင်းဆောင်ရန်ဝင်းကိုမေးလိုက်ပါတယ်အားကြတော့ကကျွန်တော်တို့ဘက်ကအဲ့ဒါနဲ့ပတ်သက်ပြီးပြောစရာမရှိသေးပါဘူးဗျလီထဲမှာပဲကွာလီဂန်တကယ်အသက်ရှင်နေတာလားဘယ်လိုလုပ်ကြမလဲဟာမဖြစ်နိုင်ပါဘူးကွာ20တောင်ရဲတိုက်ထဲမှာရှင်နေလေအဲ့ထဲမှာကနောက်ဆုံးစင်တာရဲမိတ်စာတွေပြည့်နေတာမရှင်လောက်ပါဘူးကွာတကယ်လို့အသက်ရှင်ခဲရင်ကောအဲ့ဒါဆိုအလုံးသေးကြယုံပေါ်ရှိတာပေါ့ကွာလီဂန်တယောက်သူမရှင်အတွက်စားတင်လူရွေးနေခဲ့ပါပြီဒီကောင်ကစားလည်းရင်ရောဘယ်လိုလဲနောက်ထပ်အပိုင်းတွေနဲ့ enemy recap အသစ်လေးကိုဆက်လက်ကြည့်ရှုရန်ကျွန်တော်ရဲ့ MAG channel လေးကို like and subscribe လေးလုပ်ထားခဲ့ပါအောင်ဗျာ